လူငယ်တို့ဒါဝိမင်းကြီးကတရက်ကြတော့ဘာဖြစ်လဲဆိုတော့ရှောလူကိုတတ်ရမယ့်အချိန်ရောက်နေပြီသူ့ရဲ့ခြေထောက်နားမှာကိုရောက်လာတာဖြစ်ပါတယ်ဘယ်သူလဲရှောလူအဲ့အချိန်မှာဒါဝိမင်းကြီးကအယံကိုနာမည်ကြီးတာ heavy ကိုကြီးတာတနိုင်ငံလုံးကသူ့သတင်းတွေကြီးပဲဘယ်လိုနာမည်ကြီးလဲဆိုတော့သူ့ hero လို့ခေါ်ကြတယ်ဘယ်လိုခေါ်လဲ hero မင်းကလေးတွေကလေသူတို့ရဲ့ကောင်လေးတွေကိုဘယ်လိုပြောလဲဆိုရင်ဟာဒါဝိတ်လို့ပဲတဲ့ကျန်းစာထဲမှာတော့မရှိဘူးနည်းနည်းထင်တာထပ်ထည့်လိုက်တာအဲ့တော့လူတိုင်းကဒါဝိတ်ရဲ့သတင်းတွေပဲကြီးနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ခေတ်အခါတုန်းကအာနာလို့ချင်းမလုပ်ရမှာလဲတတ်ပစ်လိုက်ရှောလူကို तू တတ်လိုက်ရင် तू ဘာဖြစ်သွားပြီလဲသူ့ရဲ့ဒေါ်လာရင်အောင်မြင်သွားပြီသူ့ရဲ့အပြန်လန်းခင်းဟာဝေါဆောင်းနေခင်းပေးမဲ့လူနဲ့ပန်းစည်းနဲ့ကြုံမဲ့လူနဲ့မြောက်များစွာသောလူတွေကသူ့ကိုကြိုးဆိုမှာဖြစ်ပါတယ်။ तू သိလားမသိဘူးလား။သိတယ်။အခွင့်အရေးရလားမရဘူးလား။ရတယ်။ဘေးနားမှာငုတ်တုတ်ကြီးအိတ်နေတယ်။ဒါတစ်ချက်ယူပြီးတော့မှလက်နဲ့တုံတက်တဲ့လူရှိလားဒီထဲမှာကြောက်တတ်တဲ့လူ။အဲ့လူတွေခုတ်ရင်တော့မှမလွဲတော့ဘူး။ဘေးနားမှာအဲ့တော့ तू ဘေးနားမှာရှိတဲ့လူတွေကအကြံပေးတယ်။ဒါဝေးမင်းကျန်းဆောင်မှတ်မိလား။တေးရန်သူတို့ရှိမှာစပွဲကိုခင်းတဲ့စော်လိုက်တော့နောက်တစ်ခါဒီအခွင့်အရေးမရတော့ဘူးဟုတ်တယ်လူရဲ့သဘောအရာတွေးမယ်ဆိုရင်လူငယ်တို့သူ့ကိုတတ်လိုက်တာနဲ့သူဟာအောင်မြင်ခြင်းရမှာဒါပေမဲ့ဒါဝိဒ်ကဘယ်လိုတွေးလဲသိလားသူတွေးတာကရှောလူကိုငါတတ်မှငါဘယင်ဖြစ်မှာမဟုတ်ဘူးထာဝရဘုရားငါ့ကိုပေးမှငါဘယင်ဖြစ်မှာဟာလေလုယာဟာလေလုယာဒီကနေ့မိတ်ဆွေကျွန်တော်ပြောပြမယ်ထာဝရဘုရားစိုးစံတယ်ဆိုတာကိုဒီကနေ့ယုံကြည်လိုက်စမ်းပါသင်ရဲ့အခက်ခဲမှာထာဝရစိုးစံတယ်ဆိုတာယုံကြည်လိုက်စမ်းပါလူတွေပြောနေတဲ့နီလန်းတွေထက်ထာဝရဘုရားသင်ကိုဖော်ပြတော့နီလန်းဟာပိုကောင်းတယ်ဆိုတာလဲယုံကြည်လိုက်စမ်းပါဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာမှာတစ်ခါတလေကျတော့အောင်မြင်ခြင်းကိုကိုလိုချင်တဲ့ပုံစံနဲ့ဆရာတို့ကိုယ်တိုင်စုခိုးချင်တဲ့အချိန်တွေအချိန်ချင်းရှိပါတယ်ဒါပေမဲ့ဆရာတို့ကိုဘယ်သူကပြန်နိုင်လဲသိလားThe sovereignty of God ထာဝရဘုရားစိုးစံတယ် hallelujah ဒီကနေ့ဘုရားကြီးမားစွာအသုံးပြုတော်သူတိုင်းဟာထာဝရဘုရားရှေ့မှာအမြဲတမ်းဒူးထောက်ပြီးတော့မှတိုးဝင်တော်သူများဖြစ်ပါတယ်ထာဝရဘုရားကြီးမားစွာအသုံးပြုတော်သူတွေဟာထာဝရဘုရားကိုကြောက်ရွံ့တော်သူများဖြစ်ပါတယ် hallelujah ထာဝရဘုရားကိုယိုသေတော်သူများဖြစ်တယ်ဆိုတာဒီကနေ့မမေ့စေချင်တာပဲဖြစ်ပါတယ်